တောအုပ်ရဲ့တစေလို့တင်စားခေါ်ဝေါ်ကြတဲ့အကောင့်တစ်မျိုးရှိပါတယ်သူပေါ်လာပြီဆိုရင်တော့တော်လုံးကသတိပေးအော်တန်တွေနဲ့စူညံသွားတတ်ပါတယ်သူကတော့တောနက်ထဲမှာအတော်ဆုံးနဲ့အကြောက်ဆုံးအမဲလိုက်သမား Ghost Hawk ဆုံးပဲဖြစ်ပါတယ် Ghost Hawk ဆုံးဟာတားကောင်ကိုဖမ်းဖို့အတွက်ပဲတဘာဝကဖန်တီးပေးထားတယ်လို့ပါပဲတော်လုံးကိုသူကစိုးမိုးထားနိုင်ပါတယ်သူ့ရဲ့ရွှေရောင်မျက်လုံးတွေကမြေပြင်ပေါ်ကအသေးဆုံးလှုပ်ရှားမှုလေးကိုတော့အမိအယမြင်နိုင်ပါတယ်တားကောင်ကလမ်းကြောင်းမတစ်ခုခုပေးလိုက်တာနဲ့ချက်ချင်းကိုပဲပြစ်မှတ်ထားပြီးအမိအယဖမ်းဆီးလိုက်ပါတယ်သူ့ရဲ့တန်ချိတ်လိုထက်မြက်တဲ့လက်သေးတွေကတော့အမဲလိုက်တာကိုအဆုံးသတ်ပေးလိုက်တဲ့အကောင်နဲ့လက်နက်တွေပါပဲဒါပေမဲ့သူ့ကိုပို့ပြီးကြောက်စရာကောင်းစေတာကတော့မြေပြင်သားမှာရုတ်တရက်အချိန်မြကင်းပြီးလှုပ်ရှားလိုက်တာပါပဲသူကတစ်ကိုင်းတွေကြားထဲမှာလှည့်ပတ်ပြီးခြုံပုတ်တွေကိုကြော်ဖြတ်ကမိုးကြိုးပစ်တယ်လို့မျိုးတောအုပ်ထဲမှာလင်းမြန်စွာလှုပ်ရှားသွားတတ်ပါတယ်အခုဆိုရင် Ghost Hawk စုံကတောဆက်နားမှာဝဲပြန်နေပါတယ်မကြခင်မှာပဲစားတောက်နေတဲ့ရုံတကောင်ကိုတွေ့သွားပါတယ်နောက်တစ်စက္ကန့်မှာပဲရုံကရုတ်တရက်ရက်တန့်သွားပြီးလှည့်ပြေးပါတော့တဲ့ Ghost Hawk စုံကချက်ချင်းသူ့တောင်ပံတွေကိုဖြန့်ပြီးရုံစီကိုတန်းပြီးခုန်ချလိုက်ပါတယ်အမဲလိုက်ပွဲစတင်ပါပြီးရုံကလမ်းကြောင်းတွေကိုတောက်လျှောက်ပြောင်းလဲပြေးနေပေမဲ့ Ghost Hawk စုံကတော့မလွတ်တမ်းလိုက်နေပါတယ်သူတို့ကြားကအကွာအဝေးကတဖြည်းဖြည်းနီးကပ်လာပါတယ်ရုတ်တရက် Ghost Hawk စုံကအောက်ကိုနှိမ့်ဆင်းလာပြီးပထမဆုံးအကြိမ်တိုက်ခိုက်လိုက်ပါတယ်သူ့လက်သေးတွေကျလာတဲ့အချိန်မှာရုံကရှောင်ဖို့အတော်လေးကြိုးစားလိုက်ပေမဲ့ Ghost Hawk စုံရဲ့လက်သေးတွေနဲ့မိသွားပါတော့တယ်ဆွဲခေါ်သွားခံရတော့မယ့်အချိန်မှာပဲရုံကအစွမ်းကုန်လှည့်ထွက်လိုက်တဲ့အတွက်လက်သေးတွေကြားကနေလွတ်မြောက်သွားပါတယ်ပထမအကြိမ်တိုက်ခိုက်မှုမအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ Ghost Hawk စုံကလက်မလျှော့ပါဘူးသူကလေထဲကိုချက်ချင်းပြန်တက်သွားပြီးဒုတိယအကြိမ်တိုက်ခိုက်ဖို့ပြင်ဆင်ပြန်ပါတယ်ဒီတစ်ခါတော့ရုံရဲ့ခေါင်းကိုတန်းပြီးပြစ်မှတ်ထားလိုက်ပါတယ်လက်သေးတွေကျလာချိန်မှာပဲရုံကခေါင်းကိုရုတ်တရက်ငုံလိုက်တဲ့အတွက် Ghost Hawk စုံတယောက်တစ်ခါထပ်ပြီးလွဲချော်သွားပြန်ပါတယ်နှစ်ကြိမ်တိုင်တိုက်ခိုက်မှုကိုလွတ်မြောက်ခဲ့ပေမဲ့ရုံကတော့ရက်တန့်ဖို့မရဲပါဘူးတစ်ပင်တွေရှိတဲ့စီကိုပဲဆက်ပြီးပြေးနေပါတယ်မကြခင်မှာပဲတတိယအကြိမ်တိုက်ခိုက်မှုထပ်ရောက်လာပြန်ပါတယ် Ghost Hawk စုံကဘေးကနေရုတ်တရက်ခုန်ဝင်လာပြီးလက်သေးတွေနဲ့ရုံကိုထပ်ဖိလိုက်ပြန်ပါတယ်ဒီတစ်ခါတော့ရုံမှာလွတ်မြောက်ဖို့အခွင့်အရေးမရှိတော့တလောက်ပါပဲဒါပေမဲ့သူ့ရဲ့အသက်ရှင်ခြင်းနဲ့စိတ်ဆန္ဒကနောက်ဆုံးကျန်တဲ့အင်အားတွေကိုပါထုတ်သုံးလိုက်ပါတယ်အတက်နိုင်ဆုံးရုံကန်လိုက်တဲ့အတွက်တဖန်ပြန်လဲလွတ်မြောက်သွားပြန်ပါတယ် Ghost Hawk စုံကလည်းလက်မလျှော့ပဲချက်ချင်းပဲနောက်တစ်ခါထပ်ပြီးပြန်တက်သွားပါတယ်နောက်ဆုံးအကြိမ်တိုက်ခိုက်ဖို့အသင့်ဖြစ်နေပါပြီဒါပေမဲ့ရုံကအဲ့ဒီအခွင့်အရေးလေးကိုစောင့်ကြည့်နေပြီးရုတ်တရက်ဘေးကိုချိုးကွေးလိုက်ပါတယ် Ghost Hawk စုံကတော့တစ်ခါထပ်ပြီးလွဲချော်သွားပြန်ပါတယ်အဲ့ဒီအခွင့်အရေးလေးကိုအသုံးပြုပြီးရုံကအနီးနားမှာရှိတဲ့တစ်တောငယ်တဲ့ကိုတန်းပြီးပြေးဝင်သွားပါတယ်စက္ကန့်အနည်းငယ်ကြာမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကတော့အုပ်ထဲမှာလုံးဝပြောက်ကွယ်သွားပါတော့တယ်ဒီတစ်ခါတော့ရုံကသူ့ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါပြီဒါပေမဲ့ဒီတော့အုပ်ထဲမှာတော့အမဲလိုက်ပွဲကဘယ်တော့မှအဆုံးမသက်ပါဘူး